အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့အချိန်ကုန်လဲတက်တာချက်ရလေးလွယ်ပြီးတော့ထမင်းမိတ်စီမဲ့အရန်ဟင်း၄မျိုးကိုပြောပြပေးမှာဖြစ်ပါတယ်။ဘာဟင်းလေးလဲဆိုတာဗီဒီယိုလေးမှာဆက်ကြည့်ပေးပါဦးခင်ဗျာပထမဆုံးပြောပြမယ့်အရန်ဟင်းလေးကတော့တရုတ်ဆိုင်တွေမှာလူကြိုက်များတဲ့ကြက်ဥကော်ရီဟင်းညိုပဲဖြစ်ပါတယ်ဟင်းညိုကိုကြက်သားနဲ့ချက်မှာဖြစ်လို့ပထမဆုံးကြက်သားကိုအတုံးလေးတုံးထားလိုက်ပါမယ်ဟင်းညိုချက်မှာဖြစ်တဲ့အတွက်ကြက်သားကတော့အရေကွန်မပါတဲ့ကြက်ရင်မုံသားဆိုရင်ပိုကောင်းပါတယ်ကျက်သွန်မိတ်ကတော့ဟင်းညိုရရင်ခတ်ဖို့အတွက်ရေဆေးပြီးတော့ခပ်ပပလေးညှက်ထားလိုက်ပါမယ်ကျက်သွန်ပြူဦးအကြီး9မွှာလောက်ကိုတပြားရိုက်ပြီးတော့နှုတ်နှုတ်ဆင်းထားလိုက်ပါမယ်ပဲပြားကိုတော့အတုံးလေးလှီးထားပါမယ်ဟင်းညိုတဲ့ကိုပြောင်းမှုထိတ်ချက်မှာဖြစ်တဲ့အတွက်အေးခဲထားတဲ့ပြောင်းမှုကိုအသုံးပြုလိုက်ပါမယ်ဒီလိုပြောင်းမှုစတဲ့အသီးအနှံတွေကိုလိုတဲ့အချိန်အလွယ်တကူပြန်သုံးလို့ရအောင်အေးခဲပြီးတော့သိမ်းတဲ့နီးလေးကိုလည်း channel မှာတင်ပေးထားပါတယ်ခင်ဗျာလိုရိုက်ပြင်ဆင်ပြီးပြီဆိုရင်ဟင်းညိုစချက်ပါမယ်ပထမဆုံးအိုးတွေကိုစီထည့်ပါမယ်စီပူလာပြီဆိုရင်တော့နှုတ်နှုတ်ဆင်းထားတဲ့ကြက်သွန်ပြူကိုထည့်ပြီးတော့စီတက်ပါမယ်ကြက်သွန်ပြူအနံလေးမှုှေးပြီးတော့ကျွတ်လာပြီဆိုရင်တော့ကြက်သားကိုထည့်ပါမယ်ပြီးသွားရင်ကြက်သားအပေါ်ကျောလေးတင်းသွားတဲ့အထိအိုးထဲမှာလှိမ့်မိလိုက်ပါမယ်ပဲငယ်ပြားရဲ့အကြီးအနှဲငယ်ထည့်ပါမယ်အခုလိုမျိုးအပေါ်ကျောလေးတင်းသွားတဲ့အထိအိုးထဲမှာလှိမ့်ပြီးသွားပြီဆိုရင်တော့ပြောင်းမှုတွေကိုထည့်လိုက်ပါမယ်ပြီးတဲ့အခါမှာကြက်သားနဲ့ပြောင်းမှုကိုမီးပူချိန်မှာခဏလေးလှိမ့်ပေးပါမယ်ရေကိုဟင်းရေလိုချင်သလောက်ပမာဏထည့်ပါမယ်ရေထည့်ပြီးသွားရင်ပဲပြားလှီးထားတာပါတစ်ခါလေးထည့်လိုက်ပါမယ်အရသာအတွက်စားနေငယ်ထည့်ပါမယ်ဟင်းရွက်မှုန့်ထည့်ပါမယ်ပြီးတော့အကောင်လုံးကိုတေချာနှံ့အောင်မှုပြီးတော့စူတဲ့အထိတည်ထားလိုက်ပါမယ်။ကဲလို့ဒီနေရာမှာပြောင်းမှုအစိမ်းကိုသုံးတာဆိုရင်တော့ပြောင်းမှုနူးတဲ့အထိတည်ပေးရပါမယ်။ဟင်းအတည်ထားတော့မှပဲကော်ရီဖြော်ထားပါမယ်။ပြောင်းကိုထမင်းစားစုံနဲ့နှစ်စုံထည့်ပါမယ်။ပြီးတော့ရင်ရေနဲ့ခက်ကြေးကြေးလေးဖြော်ထားပေးပါမယ်။ဟင်းရေစူလာပြီဆိုရင်တော့ဖုံးဖွင့်လိုက်ပြီးတော့ဖြော်ထားတဲ့ကော်ရီတွေကိုလောင်းထည့်လိုက်ပါမယ်။ကော်ရီထည့်တဲ့အခါမှာတော့အကုန်လုံးတစ်ပြိုင်တည်းလောင်းမထည့်ပါဘူး။မှုကြည့်ပြီးတော့ဟင်းအပြည့်အကျဲပေါ်မူတည်ပြီးတော့ကိုလိုတလောက်ထပ်ပြီးတော့ထည့်ပါမယ်။ကဲလို့ရေထည့်တာများသွားပြီးတော့ဟင်းရကျဲနေသေးတယ်ဆိုရင်တော့ကော်ရီကိုလိုချင်တဲ့အပြည့်အကျဲအနေထားရောက်တဲ့အထိထပ်ထည့်လို့ရပါတယ်ဟင်းရကိုလိုချင်တဲ့အပြည့်အကျဲအနေထားရပြီဆိုရင်တော့အရသာအပေါ်ငံတစ်ချက်ပြီးကြည့်လိုက်ပါမယ်ရသာအဆင်ပြေသွားပြီဆိုရင်တော့နောက်ဆုံးမှာကြက်ဥတစ်လုံးကိုပကံထဲကိုထည့်ပြီးတော့ခလောက်လိုက်ပါမယ်ပြီးတော့ကြက်ဥအဖက်လေးရအောင်လို့ခလောက်ထားတဲ့ကြက်ဥကိုဟီးရီပေါ်ကိုတစွန်းချင်းစီဖြည်းဖြည်းစီလောင်းထည့်ပေးရပါမယ်ကြက်ဥထည့်ပြီးသွားရင်တော့တေချာလေးနှံ့အောင်မှွေလိုက်ပြီးရင်မီးပိတ်လို့ရပါပြီဒါဆိုရင်တော့အရသာအရန်ရှိလာတဲ့ကြက်ဥကော်ရီဟင်းညိုလေးကရပြီပဲဖြစ်ပါတယ်ဟင်းညိုဆိုတဲ့အတိုင်းပဲဒီကော်ရီဟင်းညိုလေးကတော့ချက်ပြီးချင်းပူပူနွေးနွေးတောက်တာတော့အကောင်းဆုံးပါပဲပကံထဲကိုခတ်ထည့်ပြီးသွားပြီဆိုရင်တော့ကြက်သွန်မိတ်လေးဖြူလိုက်ပါမယ်ငရုတ်ကောင်းပုံလေးပါတာတော့ပိုကောင်းတာမို့လို့ကိုကငရုတ်ကောင်းကြိုက်တယ်ဆိုရင်တော့အပေါ်ကငရုတ်ကောင်းပုံလေးပါဖြူပေးလိုက်ပါမယ်ဒီဟင်းညိုလေးအဆိုရင်ကြက်သားရောပဲပြားရောကြက်ဥရောပါတဲ့အတွက်ပရိုတင်းတက်ကျွေသွားတဲ့ဟင်းညိုလေးတစ်ခွက်ပဲဖြစ်ပါတယ်ဒါအပြင်ပြောင်းမှုကလည်းဗီတာမင်နဲ့အမြင့်တက်ကျွေသွားတာမို့လို့ဒီဟင်းညိုလေးကတော့တစ်ခွက်သေးနဲ့အာဟာရအပြည့်ရမယ့်ဟင်းညိုလေးပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့တရုတ်ဆိုင်ကြီးတွေကအတိုင်းတကယ်ကိုအရသာရှိတဲ့ကြက်ဥကော်ရီဟင်းညိုလေးကိုလွယ်ကူကူနဲ့အိမ်မှာချက်တက်ပြီးလို့ထင်ပါတယ်ခင်ဗျာဒုတိယပြောပြမယ့်အရင်ဟင်းလေးကတော့အာလူးကြော်နှက်ပဲဖြစ်ပါတယ်ပထမဆုံးအာလူးတွေကိုအခွန်ခွာပြီးတော့ရေဆေးလိုက်ပါမယ်ပြီးတော့ရင်ဓာတ်နဲ့ကိုယ်စိတ်ကြအရွယ်လေးတွေလှီးဖြတ်ထားလိုက်ပါမယ်လှီးပြီးသွားပြီဆိုရင်အရသာနေပါမယ်စားအနေငယ်ထည့်ပါမယ်အာလူးရောတော့ငံသွားရင်စားမကောင်းတဲ့အတွက်စားနေပဲထည့်ပါမယ်ဟင်းရွက်မှုန့်ရဲ့ဆန်နွေးရဲ့ထည့်ပါမယ်ပြီးတော့ရင်တေချာလေးတမအောင်လို့နေထားလိုက်ပါမယ်ပစုံကြောက်ကိုထောင်းပါမယ်ပစုံကြောက်ညက်သွားပြီဆိုရင်တော့ကြက်သွန်ပြူဦးကြီးတစ်ဝက်လောက်ကိုအခွန်ခွာပြီးတော့ထေးထောင်းပါမယ်အခုအာလူးကြော်ဖို့အတွက်အိုးတွေကိုစီထည့်ပါမယ်စီပူလာပြီဆိုရင်တော့ပစုံကြောက်နဲ့ကြက်သွန်ပြူရောထောင်းထားတာကိုအရင်ထည့်ပြီးတော့စီတက်ပါမယ်ဆန်နွေးမှုန့်အနေငယ်ထည့်ပါမယ်ကြက်သွန်ပြူအနံမှုှေးပြီးတော့ကျွတ်လာတဲ့အထိစီတက်ပြီးသွားပြီဆိုရင်တော့အာလူးကိုထည့်ပြီးတော့ကြော်ပါမယ်အာလူးကဆိုရင်ရေဓာတ်၊ကစီဓာတ်အပြင်ဗီတာမင်၊သတ္တုဓာတ်နဲ့သံဓာတ်တို့ကျွေးသွားတာပါဝင်ပါတယ်ဒါအပြင်နှလုံးရောဂါ၊ဆီးချိုရောဂါနဲ့ကေဆာရောဂါတွေကိုကာကွယ်ပေးနိုင်တဲ့ anti-oxidant လို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်တဲ့ဓာတ်တွေလည်းပါဝင်ပါသေးတယ်ဒါအပြင်အာလူးကအစာချေစနစ်ကိုလည်းအကျိုးပြုတဲ့ကျန်းမာရေးဓာတ်စာတွေလည်းဖြစ်ပါတယ်
အာလူကိုအပေါ်ကျော်လေးတင်းတဲ့အထိမှွေပြီးသွားပြီဆိုရင်တော့ရေထည့်ပြီးတော့နူးအောင်လို့တည်ထားပါမယ်ကိုလှီးတဲ့အာလူအထူပါးပေါ်မူတည်ပြီးတော့နူးချိန်ကတော့အနေငယ်ပွားနိုင်ပါတယ်အခုကတော့အာလူကိုခပ်ပါးပါးပဲလှီးထားတဲ့အတွက်ခံမဲ့15မိနစ်လောက်တည်ပြီးသွားတဲ့အချိန်မှာအာလူကနူးပါပြီအဖုံးဖွင့်ပြီးတော့လက်ကျန်ရေခမ်းသွားတဲ့အထိတေချာလေးမှွေပြီးတော့ကြော်ပေးလိုက်ပါမယ်ရေခမ်းလောက်ပြီဆိုရင်အာလူနူးမနူးရဲ့အရသာအပေါ်ငယ်တစ်ချက်လေးမြည်ကြည့်လိုက်ပါမယ်။ငန်သွားရင်စားမကောင်းလို့အာလူနေတော့စားနေနေပဲထည့်ထားတာဖြစ်တဲ့အတွက်အငန်လိုတယ်ဆိုရင်တော့ငန်ပြားကြီးအနှင်းငယ်ထည့်ပြီးတော့ပြင်လိုက်ပါမယ်။ပြီးသွားရင်အရသာတေချာလေးနှံ့အောင်မှွေပေးလိုက်ပြီးရင်တော့အာလူကြော်နှံလေးရရပြီပဲဖြစ်ပါတယ်။ဒီဟင်းလေးကလောက်ရလေးမြန်နေချက်ရလဲရိုးရှင်းပြီးတော့ဘယ်ဟင်းနဲ့မဆိုတွဲဖက်စားလို့လိုက်ဖက်တဲ့အရန်ဟင်းတစ်မျိုးပဲဖြစ်ပါတယ်။ဒါကြောင့်ဒီအာလူကြော်နှံအရန်ဟင်းလေးကိုလည်းသဘောကျမယ်လို့ယူဆပါတယ်ခင်ဗျာ။အခုတတိယပြောပြမယ့်အရင်ဟင်းလေးကတော့ထမင်းမြိတ်စီမဲ့ကြက်သားငပိကျက်ဟင်းလေးပဲဖြစ်ပါတယ်ပထမဦးဆုံးကြက်သားကိုရေနဲ့တေချာလေးတန့်သွားအောင်လို့ဆေးပေးလိုက်ပါမယ်ရေဆေးပြီးသွားရင်တော့ကြက်သားကိုအတုံးသေးသေးလေးတုံးလိုက်ပါမယ်ပြီးသွားရင်အရသာနေပါမယ်ငပြားကြီးအနှင်းငယ်ထည့်ပါမယ်စားအနှင်းငယ်ထည့်ပါမယ်ဟင်းရွက်မှုန့်ထည့်ပါမယ်ဆနွေးမှုန့်နှင်းငယ်ထည့်ပါမယ်ပြီးသွားရင်အကုန်လုံးကိုတေချာသမသွားအောင်လို့နေပေးပါမယ်စီတက်ဖို့အတွက်မြုပ်သီးစိမ်းကိုရေးဆေးထားပါမယ်။ကြက်သွန်အဖြူတစ်လုံးရဲ့အနီ4ဦးလောက်ရဲ့ကိုအခုခွာထားပါမယ်။ပြီးသွားရင်ကြိတ်ဖို့အတွက်ကြက်သွန်အနီကိုခက်ချမ်းချမ်းလှီးထားလိုက်ပါမယ်။ကြက်သွန်အနီရဲ့ကြက်သွန်အဖြူရဲ့ဆော့ဆော့ကရေးဆေးထားတဲ့မြုပ်သီးစိမ်းတွေကိုရောပြီးတော့ကြိတ်လိုက်ပါမယ်။မြုပ်သီးစိမ်းကတော့ကိုအဆက်စားနိုင်တဲ့လောက်ပမာဏပေါ်မူတည်ပြီးတော့ထည့်ပါမယ်။ညံ့အောင်ကြိတ်ပြီးသွားပြီဆိုရင်ရပါပြီ။အခုကြက်သားစီတက်ဖို့အတွက်ဒေဟိုးတွေကိုစီအရင်ထည့်လိုက်ပါမယ်။ပြီးရင်တော့အပူပေးလိုက်ပြီးတော့စီပူလာပြီဆိုရင်ဆော့ဆော့ကကြိတ်ထားတဲ့ငရုတ်ကြီးတွေကိုထည့်ပြီးတော့စီတက်လိုက်ပါမယ်စီတက်နေတော့မှပဲအရောင်အတွက်ဆနွေးမုတ်လေးအနည်းငယ်ထည့်ပါမယ်ငယ်ပြားကြီးထည့်ပါမယ်စားလေးအနည်းငယ်ထည့်လိုက်ပါမယ်ပြီးသွားရင်တော့ကြက်သွန်လေးနွမ်းပြီးတော့အနံမှုေးလာတဲ့အထိစီတက်ပေးပါမယ်ကြက်သွန်လေးနွမ်းစားပြုတ်လာပြီဆိုရင်တော့အရသာနေထားတဲ့ကြက်သားကိုထည့်ပြီးတော့ချက်ပါမယ်ပြီးသွားရင်ကြက်သားအပေါ်ကျော်လေးတင်းလာတဲ့အထိစီတက်ပေးပါမယ်စီတန်ရင်နဲ့အခုလိုမျိုးကြက်သားအပေါ်ကျော်လေးတွေကလည်းတင်းလာပြီကြက်သားတွေကလည်းရေလေးထွက်လာပြီဆိုရင်တော့နင်းငယ်မှွေပြီးတော့ရေထည့်လိုက်ပါမယ်ကြက်သားမြုပ်တဲ့အထိရေထည့်ပြီးတော့ရင်တော့နှံ့သွားအောင်နင်းငယ်မှွေလိုက်ပြီးအဖုံးအုပ်ပြီးတော့ရေခမ်းသွားတဲ့အထိတင်ထားလိုက်ပါမယ်နိုင်ဝက်လောက်တည်ပြီးလို့ဖုံးပြန်ဖွင့်လိုက်တဲ့အခါမှာတော့ကြက်သားစီပြန်ပြီးတော့ရေခမ်းစာပြုတ်နေပြီပဲဖြစ်ပါတယ်။အဲဒါကြောင့်တစ်ချက်နှစ်ချက်မှွေလိုက်ပြီးတော့အရသာအပေါ်ငန်းတစ်ချက်လေးမြည်ကြည့်လိုက်ပါမယ်။အရသာအဆင်ပြေသွားပြီဆိုရင်တော့ရပါပြီ။ကိုကငပိချက်ကိုအရေဆက်ဆက်လေးလိုချင်နေဆိုရင်တော့ရေကိုကိုလိုချင်တဲ့အနေထားရအောင်အနည်းငယ်ထပ်ထည့်ပြီးတော့ငပြားကြီးလေးအနည်းငယ်ပေါက်ပေးလိုက်ပါမယ်။ပြီးတော့ရင်တေချာနှက်အောင်မှွေလိုက်ပြီးတော့အနည်းငယ်ပြန်ဆူအောင်တည်ထားလိုက်ပါမယ်။ပြန်ပြီးတော့ဆူလာပြီဆိုရင်မီပိတ်လို့ရပါပြီ။ကဲအခုဆိုရင်တော့ထမင်းအရန်မြိတ်စီမဲ့ကြက်သားငပိချက်ဟင်းလေးရပြီပဲဖြစ်ပါတယ်။ဒီဟင်းလေးကငပိချက်ဖြစ်တာမို့လို့အရန်ဟင်းစရင်းတွေကိုထည့်လိုက်ပြီမဲ့သူ့တစ်ခွက်ထဲနဲ့လည်းဟင်းအနေနဲ့စားလို့ရတာမို့လို့ဒီချက်နီးလေးကိုလည်းသဘောကျမယ်လို့ယူဆပါတယ်ခင်ဗျာ။ဒီနေ့ဗီဒီယိုလေးမှာနောက်ဆုံးပြောပြမယ့်အရန်ဟင်းလေးကတော့ဂေါ်တခါးညွန့်ဟင်းညိုပဲဖြစ်ပါတယ်။ဂေါ်တခါးညွန့်ကိုပဲပြားနဲ့ဟင်းညိုချက်မှာပါ။ပထမဆုံးဂေါ်တခါးညွန့်ကိုခြွေပြီးတော့ရေသေးချာလေးဆေးထားပါမယ်။ဒီဆေးပြီးတော့ရင်တော့ရေစစ်ထားလိုက်ပါမယ်ပဲပြားကိုတော့ရေဆေးပြီးတော့စားစော်တာနဲ့ခဏစိမ်ထားပါမယ်ပဲပြားစိမ်ထားတော့မှပဲကြက်သွန်အဖြူအနီကိုအခွန်ခွာထားပါမယ်ကြက်သွန်အနီကိုတော့ဟင်းညိုတွေကိုထည့်ချက်ဖို့အတွက်ပါပါလှီထားပါမယ်ကြက်သွန်အဖြူကိုကြားတပြားရိုက်ပြီးတော့နှုတ်ဆင်းထားပါမယ်ပဲပြားကိုခံမှန်းမိနစ်20နာရီဝက်လောက်စားရည်စိမ်ပြီးသွားပြီဆိုရင်တော့ရေနဲ့တစ်ထပ်ပြန်ဆေးလိုက်ပြီးတော့တုံးလေးလှီထားလိုက်ပါမယ်အခုဟင်းညိုချက်မဲ့အိုးတွေကိုစီအနှဲငယ်ထည့်လိုက်ပါမယ်ပြီးသွားရင်ကြက်သွန်အဖြူနီထည့်ပြီးတော့နန်းလေးမှုေးသွားတဲ့အထိစီတက်ပေးပါမယ်ရောင်လောက်အောင်လို့ဆနွေးမုတ်အနှဲငယ်ထည့်ပါမယ်ကြက်သွန်နီလေးတွေအနှဲငယ်နွမ်းသွားပြီဆိုရင်ပဲပြားကိုထည့်ပါမယ်ပြီးသွားရင်ကြက်သွန်စီတက်ထားတာရဲ့ပဲပြားကိုရောမှွေပြီးတော့ပဲပြားပေါ်ကျော်လေးအနှဲငယ်တင်းလာတဲ့အထိကြော်ပြရပါမယ်ပဲပြားပေါ်ကျော်လေးတင်းစားပြုပြီဆိုရင်တော့ခေါ်တခါညွန့်ကိုထည့်လိုက်ပါမယ်ငပြားရည်နည်းငယ်ထည့်ပါမယ်ပြီးသွားရင်အကုန်လုံးတေချာနှံ့အောင်မှွေလိုက်ပြီးတော့ရေထည့်လိုက်ပါမယ်ရေကိုတော့ကိုဟင်းညိုလိုချင်တဲ့ပမာဏအထိအောင်ထည့်ပါမယ်ရေထည့်ပြီးသွားရင်တော့ဖုံးအုပ်ပြီးစူအောင်တည်ထားလိုက်ပါမယ်ဟင်းညိုတည်ထားတာစူပြီးဆိုရင်တော့နည်းငယ်မှွေလိုက်ပြီးတော့ရတာအပေါ်ငံတစ်ချက်လေးမြည်ကြည့်လိုက်ပါမယ်
ရတာအပေါခံပြီးကြည့်လို့ရတာလိုတယ်ဆိုရင်တော့လိုတဲ့အရာသားလေးကိုလင်းငယ်ထည့်ထည့်ပြီးတော့ပြင်ပေးပါမယ်အရာသားပြင်ပြီးလို့မှွေလိုက်ပြီးပြီဆိုရင်တော့ဂေါ်တကားညိုဟင်းညိုကရပြီပဲဖြစ်ပါတယ်ဒီဟင်းညိုလေးကဆိုရင်ဂေါ်တကားညိုရဲ့မူရင်းအချိုတဲ့ရေပေးပြရေပေါင်းဆက်ထားဖြစ်တဲ့အတွက်အလုံးကိုတောက်လို့ကောင်းပါတယ်နောက်ပြီးစားရည်ကလည်းဂေါ်တကားညိုပေါ်တဲ့ຢာတိဖြစ်တဲ့အတွက်အလွယ်တကူဝယ်လို့ရနိုင်တာမို့လို့ဒီဟင်းညိုလေးကိုသဘောကျတယ်ဆိုရင်လိုက်ပြီးတော့ချက်တောက်ကြည့်ပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုဖြစ်တဲ့အတွက်ကျေးဇူးများတင်ပါတယ်အခုလိုမျိုးအရသာရှိတဲ့ဟင်းချက်နီမုံလုံးလေးတွေကိုအပတ်စဉ်တနင်္လာပုဒ်ထူးနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးတော့မှာမို့လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောက်လေးကိုနှိပ်ထားပေးပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye